ကြားတစ်သည်မမျှော်လင့်ပဲခြုံခိုတိုက်ခိုက်ခြင်းကိုအနိုင်မိသွားကအလွန်အမင်းထိတ်လန့်တုန်လှုပ်သွားပြီးမိမိအသက်ကိုဖက်နှဲထုတ်ကာရှိသမျှအင်အားအကုန်သုံး၍အစွမ်းကုန်ထွက်ပြေးပါတော့သည်အဘဲကြောင့်ဆိုသောတင်းဤအသက်သည်တကယ်ပင်အန္တရာယ်ကြုံနေရ၍ဖြစ်သည်မှောင်မိုက်ရိတ်ထဲမှကြောက်မက်ဖွယ်ကြားကြီးတစ်ကောင်ဝုန်းကနေပြေးထွက်လာပြီးကြားတစ်နောက်သို့မစုံမနစ်လိုက်လံအမဲလိုက်ပါတော့သည်ကြားကြီးသည်ခြေလန်းတိုင်းဖြင့်အကွာဝေးကိုပုံမကျင်းမြောင်းလာစေပြီးအမိလိုက်လာသည်ပြေးစရာလမ်းမရှိဘဲလမ်းပိတ်မိသွားသည့်အဆုံးတွင်ကြားတစ်သည်အသေးအတန်ဆုံးဖြတ်ချက်တစ်ခုချလိုက်ရသည်ရင်းသည်တစ်ပင်ကြီးတစ်ပင်ဤပင်စီပေါ်သို့ခုန်တက်လိုက်ပြီးမျက်စိတမိတ်တွင်မှပင်တစ်ကိုင်းများပေါ်သို့လင်းမြန်စွာတွားတက်သွားခဲ့သည်သို့သောကြားကြီးကလည်းအလျှော့မပေးခဲ့ပေရင်းသည်ကြားတစ်နောက်သို့လိုက်လံခုန်အုပ်ပြီးတစ်ခေါက်များကိုခြေသေးများဖြင့်ကုတ်တွယ်ကအာမှန်အပြည့်ဖြင့်အပေါ်သို့အတင်းလိုက်တတ်သည်သို့တော်လည်းအင်အားကြီးမှမှုတိုင်းတွင်အကန့်အသတ်ရှိစမြဲဖြစ်သည်ကြားကြီးဤကြီးမားထွားကြိုင်လာသောခန္ဓာကိုယ်လေးလံသောကိုယ်ထည်နှင့်အလေးချိန်တို့ကြောင့်မကြမီမှာပင်ကဘာမြေဆွဲအားဤဒဏ်ကိုခံရပါတော့သည်လင်းသည်အောက်သို့စတင်လျှော့ကျလာပြီးအရှိန်ကျလာကနောက်ဆုံးတွင်အောက်သို့ပြန်လည်လျှော့ဆင်း၍အမဲလိုက်ခြင်းကိုလက်လျှော့လိုက်ရုံမှတပါအခြားမရှိတော့ပေအပေါ်ဘက်တွင်မူကြားတစ်သည်တဆက်ဆက်တုံရင်နေစေဖြစ်သည်ရင်းသည်ချက်ချင်းမလှုပ်ရှားရဲသေးပဲကြားကြီး၏အရေးအယောင်ရှိမရှိကိုတတိကြီးစွာဖြင့်ခေါင်းပြူ၍ဝေဝဲကြည့်ရှုနေသည်အနီးအနားတွင်ဗီဒီယိုရိုက်ကူးနေသောခြေနှချောင်းတတဝါလူနှစ်ဦးမှလွဲ၍အန္တရာယ်များကင်းစင်သွားပြီဖြစ်ကြောင်းတစ်တော်တစ်ခုလုံးကိုမျက်စိတစ်စုံလှည့်ပတ်ကြည့်ရှုပြီးစိတ်ချရပြီးဆိုမှသာအနှဲငယ်စိတ်အေးသွားတော့သည်ကြားတစ်သည်အချိန်မဆွဲပဲဤသေးမင်းတမန်နေရာမှအမြန်ဆုံးလွတ်မြောက်ရန်တစ်ပင်ပေါ်မှတုတ်တိတုတ်ပြဆင်းလာခဲ့သည်သို့တော်ကြားကြီးသည်တကယ်တမ်းထွက်ခွာသွားခြင်းမရှိသေးပေကြားတစ်ချီဖွားမြေပြင်ပေါ်ထိလိုက်သည်နှင့်တပြိုင်နက်ကြားကြီးသည်မြေရိုင်းတော်ထဲမှဝုန်းကနေပြန်လဲထွက်ပေါ်လာပြီးရုတ်တရက်ခြုံကိုတိုက်ခိုက်လိုက်ပြန်သည်ယခုတစ်ချိန်တွင်မူကြားတစ်အတွက်ပြန်လဲတုတ်ပြန်ရန်အခွင့်အရေးလုံးဝမရှိတော့ပေကြားကြီး၏အစမတန်မြန်ဆန်လှသောအရှိန်နှင့်အင်အားကြောင့်ကြားတစ်သည်ချက်ချင်းပင်လဲပြူသွားရရှာသည်တောဘရင်ဟုခေါ်ဆိုကြသောကြားကြီးရှိတွင်ကြားတစ်သည်မိတို့မြမရှင်နိုင်ခဲ့ပေနောက်ဆုံးတွင်တော့ကြားတစ်၏ကံကြမ္မာသည်ပြီးဆုံးသွားခဲ့ရပြီးထိုသားရဲ့တိရစ္ဆာန်ကြီး၏နောက်ထပ်သားကောင်တစ်ကောင်ဖြစ်သွားရရှာတော့သည်